အားလုံးပဲမင်္ဂလာပါ Agrivoice ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့ရောက်နေရတော့ကလောမြို့နယ်စပန်အင်းရွာမှာရောက်နေရဖြစ်ပါတယ်ဒီရွာမှာဆိုလို့ရှိရင်တော့သူကအာလူတွေရောတခြားသီးနှံတွေရောအများကြီးစိုက်တယ်ပေါ့နော်အခုတွေ့နေရတဲ့စိုက်ခင်းကတော့ဒါကအာလူသီးစိုက်ခင်းဖြစ်ပါတယ်အာလူကဒါပန်းပွင့်နေတာပေါ့နော်ဒီကမျိုးလေးကကြတော့သူကတရုံမျိုးလို့ပြောတယ်အခုလောဆယ်ပန်းပွင့်နေတဲ့အချိန်ကတော့ဒါရက်60သားပေါ့နော်များသောအားဖြင့်အာလူတွေတော်တော်များများကတော့ရက်130လောက်မှာတူးဖော်ကြရပေါ့နော်ဒါတော့အာလူစိုက်ခင်းဖြစ်ပါတယ်ဒါလေးကကြတော့ပန်းအဖြူအောင်လေးပွင့်တာပေါ့နော်ဟိုဘက်မှာခင်းအောင်ပွင့်တဲ့ခင်းလေးလည်းရှိပါသေးတယ်ဒီဘက်ကခင်းအောင်မျိုးလေးကကြတော့သူ့ကိုတရုတ်မြက်ပြာလို့ခေါ်ပါတယ်သူကကြခင်းအောင်ပေါ့နော်ချစ်စရာလေးဖြစ်ပါတယ်ဒီကတော့အခုမြင်တွေ့နေရအလူသီးစိုက်ခင်းလေးဖြစ်ပါတယ်ရှမ်းစကားတတော်တို့တွေရဲ့ရိုးရာအစုံကိုသိသွားရတာတွေဟာအမတ်တရားဒီတစ်ခါပြန်ရင်နောက်တစ်ခါတွေ့ကြဖို့ရာ